ဟိုတလောကတငယ်ချင်းတယောက်ကသူ narcissist နဲ့ပတ်သက်တဲ့သူငငယ်တုန်းကကြုံခဲ့ရတဲ့အကြောင်းအရာလေးကိုရင်လာဖွင့်ပါတယ်သူငငယ်တုန်းကမိဖို့ကြောင့်ထဲကိုဝင်ပြီးတော့ထမင်းစားဖို့ထမင်းပကံကိုယူရင်းနဲ့ထမင်းပကံမတော်တဆပြုတ်ကျတဲ့အဖြစ်ပြတ်သူဖြစ်ခဲ့ဘူးတဲ့အဲ့ဒီအချိန်မှာသူ့အိမ်ကသူ့ရဲ့အုပ်ထိန်းသူကသူ့ကိုသူ့ကိုနေဒါလေးတောင်သုံးမကြဘူးလားနေကဘာမှအဖြစ်ရှိအောင်မလုပ်တတ်ဘူးဆိုပြီးတော့အဲ့နေတနေကုန်နဲ့သူ့ကိုဒီထမင်းပကံကွဲကြတာလေးအတွက်နဲ့အပြစ်တင်ပြောဆိုနေခဲ့တယ်တဲ့ဒါပေမဲ့သူ့အတွက်ထူးဆန်းသွားတာကဒီလိုတနေ့ကုန်ပြောဆိုနေတဲ့လူကနောက်နေကြတော့ဘာမှမဖြစ်တယ်လို့မျိုးရဲမောပြီးတော့စကားပြန်ပြောတယ်တဲ့အဲ့ဒီချိန်မှာစပြီးတော့သူပဲချိန်စိတ်ဆိုးမလဲငါပဲချိန်ထပ်ပြီးတော့အပြစ်တင်ခံရအောင်မလဲဘယ်ချိန်မှာရုတ်တရက်စိတ်ဆိုးသွားမှလဲဆိုတာကိုပဲအမြဲတတိထားနေခဲ့ရတယ်တဲ့ဒီလိုနဲ့တဖြည်းဖြည်းနဲ့ငါဒီလိုစကားပြောလိုက်ရင်စိတ်ဆိုးမလားငါဒီလိုလုပ်လိုက်ရင်အပြစ်တင်ခံရမလားဆိုတာကိုအရင်ဆုံးစဉ်းစားတတ်လာတယ်တဲ့ဒီဟာရဲ့အကျိုးဆက်ကသူအခုချိန်ဒီတဲ့ဒီအရွယ်ရောက်လာတာတောင်မှသူလူတယောက်ယောက်ကိုတဲ့စကားမမာပြောမိရင်အတန်မမာနဲ့ပြောမိလိုက်ရင်ကြောက်စိတ်တွေဝင်လာနေတော့မယ်တဲ့သူအဲ့လိုရင်ဖွင့်တာကိုကြားပြီးတော့အခစ်တွေးမိတာလေးတစ်ခုရှိရပေါ့နော်အခစ်ဒီ research article တစ်ခုမှာဖတ်ဖူးတာကကလေးတစ်ယောက်ကလေအမြဲတမ်းလူကြီးတစ်ယောက်ရဲ့စိတ်အခြေအနေကိုကြည့်ပြီးတော့လိုက်နေရတယ်ဆိုရင်အဲ့ဒီပတ်ဝန်းကျင်မှာသူကြီးပြင်းလာရတယ်ဆိုရင်သူ့အုံလောက်ကဒီဘေးကင်းလုံခြုံဖို့ဆိုရင်ဒီလူကြီးကျင့်တတ်အောင်သူ့ကိုအုပ်ထိန်းတဲ့လူသူနဲ့တူတူနေတဲ့လူကျင့်တတ်အောင်နေရမယ်ဆိုတဲ့ပုံစံကိုတဖြည်းဖြည်းသူသင်ယူလာပါတယ်ဒါကြောင့်အဲ့လိုလူတွေအရွယ်ရောက်လာတဲ့အခါကျရင်အဲ့လိုသူများကိုလိုတာထက်ပိုပြီးအာနာတတ်တာသူများကိုမကြိုက်လို့ရှင်ရင် boundary မထားတတ်တာ no လို့မပြောတတ်တာကိုယ့်ရဲ့လိုအပ်ချက်ထက်သူများရဲ့အားနည်းချက်ကိုပိုပြီးဦးစားပေးတာလူတွေရဲ့မျက်နှာအမူအရာနဲ့အတန်အနေအထားကိုအမြဲလိုက်စစ်နေတတ်တာအဲ့လိုမျိုးတွေဖြစ်လာနိုင်ပါတယ်ဒီလိုပုံစံတွေက narcissistic trait ရှိတဲ့လူတွေနဲ့ရေရှည်ဆက်ဆံလာတဲ့အခါမှာရလာတဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်ထူးသဖြင့်ချီကျူးလိုက်အပြစ်တင်လိုက်စိတ်တူလိုက်ပြန်ကောင်းလိုက်အဲ့လိုစိတ်ထားအပြောင်းအလဲနဲ့ခံမရခက်တဲ့အပြုအမူတွေကိုအကြိမ်ကြိမ်ကြုံရတဲ့အခါအမြဲတမ်းထားပြီးတော့နေတတ်လာနိုင်ပါတယ်။ဒါပေမဲ့ဒီလိုအပြုအမူလေးတွေရှိုံနဲ့တော့ narcissist လို့မသတ်မှတ်နိုင်ပါဘူး။အပြုအမူတွေကရေရှည်ထက်ခါတလဲလဲဖြစ်ပေါ်ပြီးခြားသူရဲ့စိတ်ကြမ်းမာရေးနဲ့ဘဝကိုထိခိုက်တဲ့ပုံစံရှိမရှိကိုပါထည့်သွင်းစဉ်းစားဖို့လိုပါတယ်။